Hello ဒီနေ့ကတော့ဒီချေတို့က English pattern လေးဖြစ်တဲ့ good at ဆိုတဲ့အကြောင်းလေ့လာသွားမှာဖြစ်တယ်။ဒီ good at ကိုဒီချေတို့ကတစ်ခုခုကိုလုပ်ရတာကျွမ်းကျင်တယ်လို့ပြောချင်တဲ့အချိန်ကြလို့ရှင်သုံးပေးရတယ်။ For example, I'm good at helping people. ငါလူတွေကိုကူညီတဲ့နေရာမှာကျွမ်းကျင်တယ်။ He's good at making people laugh. သူကလူတွေကိုရှီမောအောင်လုပ်တဲ့နေရာမှာကျွမ်းကျင်တယ်။ John's good at fixing things. John ကအရာဝတ္ထုတွေကိုပြင်တဲ့နေရာမှာကျွမ်းကျင်တယ်။ပြီးတော့ဒီချေတို့ကအရာတစ်ခုခုကိုလုပ်ရတာမကျွမ်းကျင်ဘူးလို့ပြောချင်တဲ့အချိန်ကြလို့ရှိရင် bad at ကိုသုံးပေးရတယ်။ For example, I'm bad at saying no to delicious food. ငါကအရသာရှိတဲ့အစားအသောက်တွေကို no လို့ပြောရမှာကိုမကျွမ်းကျင်ဘူး။ He's bad at keeping secret. သူကလှုပ်ဝက်ချက်တွေကိုတင်ထားတဲ့နေရာမှာမကျွမ်းကျင်ဘူး။ My sister bad at cleaning her room. ငါညီမလေးကသူ့ရဲ့အခန်းကိုတန့်ရှင်းအောင်ထားတဲ့နေရာမှာမကျွမ်းကျင်ဘူး။ပြီးတော့ဒီချဲတို့ကဒီကျွမ်းကျင်တာကိုမကျွမ်းကျင်တာကိုစာကြောင်းတစ်ကြောင်းတည်းအဖြစ်နဲ့ပြောချင်တယ်ဆိုလို့ရှိရင် but ဆိုတဲ့သို့တော်ဆိုတဲ့စကားလုံးလေးကိုဆက်ပြီးပြောပြလို့ရတယ်။ For example, I'm good at eating but I'm bad at cooking. ငါကဟင်းချက်ရတာမကျွမ်းကျင်ပေမဲ့စားတာကိုတော့ကျွမ်းကျင်တယ်။ She's good at shopping but she is bad at saving money. သူကပတ်စံစုရတာမကျွမ်းကျင်ပေမဲ့ shopping ထွက်ကြတာကိုတော့ကျွမ်းကျင်တယ်။ My brother's good at making excuses but he's bad at telling the truth. ငါရဲ့မောင်လေးကအမှန်တရားတွေကိုပြောတဲ့နေရာမှာမကျွမ်းကျင်ပေမဲ့အဆင်ခြင်တွေပေးတဲ့နေရာမှာတော့ကျွမ်းကျင်တယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ဒီချက်ဗီဒီယိုလေးကြိုက်တယ်ဆိုလို့ရှိရင် Magic My English Channel လေးကို like and follow လေးလုပ်ဖို့မမေ့ပါနဲ့အောင်နော်။